ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရင်းမာပင်မြို့နယ်မှာအင်အား400ခန့်ပါတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကပြည်သူ3ဦးကိုတပ်ဖြတ်မြေမြုပ်ကတအုပ်ကိုဖမ်းဆီးထားပြီးတော့နေ့အချိန်နဲ့ညအချိန်မှာကျေးရွာများကိုစီးနင်းနေတဲ့အတွက်ရွာပေါင်း15ရွာကတောင်းနဲ့ချီတဲ့ပြည်သူများဟာဆက်လက်ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလာအစောပိုင်းကစတင်ပြီးတော့ရင်းမာပင်မြို့ကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာရင်းမာပင်မြို့နယ်နဲ့ပလဲမြို့နယ်အဆက်မှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထိုးပြီးတော့ရင်းမောင်တိုင်ကျေးရွာကိုထပ်မံစစ်ကြောင်းထိုးဝင်ရောက်မှွေနှောက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲဒီနောက်ရင်းမောင်တိုင်ကျေးရွာကနေဆွဲတော်ရွာဘက်ကိုထပ်မံစစ်ကြောင်းထိုးကကျေးရွာအတွင်းအထိုင်ချပြီးတော့အင်အား400ခန်းနဲ့ကားဆိုင်ကယ်တွေအသုံးပြုပြီးနေရောညပါရွာစဉ်လှည့်ပြီးတော့မှွေနောက်ကစစ်ကြောင်းထိုးနေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာမင်းမကုန်းကျေးရွာအတွင်းဝင်ရောက်တပ်ဆွဲထားတဲ့အချိန်စင်စွယ်ရွာသားတအုပ်နဲ့မင်းမကုန်းရွာသား2ဦးတို့ကိုတပ်ဖြတ်ခဲ့ပြီးတော့ရုပ်အလောင်းများကိုမင်းမကုန်းရွာအနောက်ဘက်တောထဲမှာမြုပ်နှံထားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်မင်းမကုန်းရွာထဲမှာစစ်ခွေးတွေရောက်ရှိနေတဲ့အကြောင်းကိုဖုန်းနဲ့ဆက်သွယ်ပြီးတော့ပြောဆိုနေတာကိုတွေ့ရှိတယ်ဆိုပြီးဆွဲပြီးတော့မင်းမကုန်းရွာသားတအုပ်ကိုလည်းလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခေါ်သွားကလက်ရှိချိန်ထိအသက်ရှင်မရှင်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။မင်းမကုန်းရွာမှာစစ်ခွေးတွေရှိနေတော့ကစင်စွယ်ရွာသားတအုပ်နဲ့မင်းမကုန်းရွာသား2ဦးရဲ့အလောင်းတွေကိုမင်းမကုန်းရွာရဲ့အနောက်ဘက်တောထဲမှာမြုပ်နှံထားခဲ့တယ်။မင်းမကုန်းရွာသားတအုပ်ကိုဖမ်းဆီးထားပြီးတော့ဒေသလားရှင်သလားဆိုတာအတိပြုတ်လို့မရသေးပါဘူး။ဖမ်းဆီးခံရတဲ့ရွာသားတွေကရွာထဲမှာစစ်သားတွေရှိတယ်ဆိုပြီးတော့ဖုန်းနဲ့ပြောလို့ဆိုပြီးစစ်ခွေးတွေကဖမ်းဆီးခေါ်ဆောင်သွားတာလို့သိရပါတယ်။အခုအဲ့ဒီစစ်ခွေးစစ်ကြောင်းကစင်စွယ်ရွာမှာအထိုင်ချပြီးတော့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေကိုရွာစဉ်လှည့်လည်ပြီးဆိုင်ကယ်တွေကားတွေနဲ့သွာလာစစ်ကြောင်းထိုးနေတာစစ်ခွေးတွေကအင်အား400ပတ်ဝန်းကျင်လောက်ရှိမယ်။စင်စွယ်ရွာမှာအရသာပြည်သူတွေအသက်ခံရတယ်လို့သတင်းကြားပေမဲ့အတီးပြုတ်လို့မရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။လက်ရှိချိန်မှာစစ်ခွေးစစ်ကြောင်းကြောင့်ရင်းမောင်တိုင်ရွာနဲ့စင်စွယ်ရွာအနီးမှာရှိတဲ့ကျေးရွာပေါင်း15ရွာကျော်ကတောင်းနဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးရင်းမောင်တိုင်ရွာစင်စွယ်ရွာစင်တဲရွာညောင်တန်းရွာပြောက်ရွာနဲ့နှုံတန်းရွာတို့မှာရှိတဲ့ပြည်သူများဟာနေအိမ်များကိုဆွန့်ခွာတိမ်းရှောင်နေရတာဟာတလကြောကြာလာပြီဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာစင်စွယ်ရွာကနေတဆင်ရင်းမာပင်မြို့တဲကိုကားတွေဆိုင်ကယ်တွေနဲ့နေညမရွေးတွာလာလှုပ်ရှားနေတဲ့အတွက်၎င်းတို့ဖြတ်တန်းသွားရာလမ်းပိုင်းမှာရှိတဲ့ပထိုးသာရွာမောင်တုံးရွာပုပ်ပါရွာဓမ္မာပင်ခွာရွာနဲ့ငါးမောင်းရွာတို့ကပြည်သူများဟာလည်းစစ်ကြောင်းဝင်ရောက်လာမှကိုထိတ်လန့်နေရတယ်လို့သိရပါတယ်။စစ်ခွေးစစ်ကြောင်းကစင်စွယ်ရွာကနေတဆင်ရင်းမာပင်မြို့တဲကိုနေညမရွေးကားဆိုင်ကယ်တွေနဲ့ပါတွာလာနေတဲ့အခြေအနေကြောင့်ဖြတ်တန်းသွားလာရာရွာတွေမှာရှိတဲ့ပထိုးသာရွာမောင်တုံးရွာပုပ်ပါရွာဓမ္မာပင်ခွာရွာနဲ့ငမောင်းရွာမှာရှိတဲ့ပြည်သူတွေဟာကြီးလန့်စာစားပြီးတော့နေထိုင်နေရတယ်လို့သိရပါတယ်။ကျန်တဲ့